Avo Story Magazine YouTube channel ကနေပြန်လည်ကြိုဆိုပါရစေ။ပင်လယ်ရေအောက်မှာကြက်မောက်တီးလို့စူးပေါ်လုံးလို့အကောင်လေးတွေကိုမြင်မှုကြရမလား။အဲ့ဒီကောင်လေးတွေကစီအာချင်းလို့ခေါ်တဲ့တံမချုပ်လေးတွေပါ။နာမည်ကစိတ်ဝင်စားဖို့ကောင်းတယ်လို့သင်မသိသေးတဲ့သူတို့အကြောင်းတွေကလည်းတိတ်စိတ်ဝင်စားဖို့ကောင်းတာမို့အဆုံးထိကြည့်ပေးသွားနော်။တံမချုပ်တွေဟာပင်လယ်ရေအောက်ကျန်းကင်းမှာနေထိုင်နေရှိတဲ့ကြောရိုးမဲ့ရေနေတသဝါတစ်မျိုးပါရေအနက်မီတာ9000လောက်ထိနေနိုင်ကြပါတယ်အများအားဖြင့်ပြင်းထန်တဲ့ဒီရေလှိုင်းလုံးတွေနဲ့ရေအောက်စီးကြောင်းတွေအကြားမှာမျောပါမသွားဖို့အတွက်ရေအောက်ကြောက်တုံးကြောက်ဆောင်တွေအကြားမှာနေတတ်ကြပါတယ်တမချုပ်တွေကလေရေထဲမှာသာနေတာရေမကူးတတ်ကြဘူးတဲ့ပင်လယ်ကျမ်းမြင့်တွေတဏှာကြောက်တန်းတွေနဲ့ကြောက်တုံးတွေမှာကတ်နေကတ်သွားပြီးတော့ရှင်းတန်းနေထိုင်ကြရတယ်သူတို့ရဲ့စူးရိကြားထဲကနေထွက်လာတဲ့ပြုံပုံစံအချောင်းရှည်လေးနဲ့ဖြည်းဖြည်းလေးရေရှားသွားလာကြတာဗီဒီယိုကိုအစာပေါင်းများစွာမြင်အောင် timeless လုပ်ပြီးကြီးမှသူတို့လေးတွေရဲ့လှုပ်ရှားသွားလာပုံကိုကောင်းကောင်းမြင်ရမှာတမချုပ်တွေဟာတကောင်ချင်းစီမနေပဲအစုလိုက်ပြုံလိုက်နေထိုင်တတ်ကြပါတယ်မတူညီတဲ့တံပချုပ်မျိုးစိတ်ပေါင်း200ကနေ1000လောက်ထိအောင်ရှိပြီးတော့သူတို့ကိုကမ္ဘာအနှံ့ကပင်လယ်တိုင်းမှာတွေ့ရတတ်ပါတယ်မြန်မာနိုင်ငံကကမ်းခြေတွေမှာလည်းသူတို့ရှိပါတယ်တံမချုပ်တွေဟာအနက်အစိမ်းတန်လွင်အညိုခရမ်းအပြအနီရောင်စသဖြင့်အယောင်မျိုးမျိုးရှိပါတယ်ပုံမှန်သက်တမ်း9နှစ်ကနေ10နှစ်ဆိုပေမဲ့အနီရောင်တံပချုပ်မျိုးစိတ်တွေကတော့နှစ်ပေါင်း200လောက်ထိတောင်အသက်ရှင်နေနိုင်ကြပါတယ်တဲ့ဒါကြောင့်အနီရောင်တံပချုပ်တွေနဲ့များကြုံတွေ့ခဲ့ရင်အကောင်သေးတယ်ဆိုပြီးတော့မလေးမစားမလုံးမိနဲ့နော်ကို့အဖိုးရွယ်လောက်ရှိနေအောင်မယ်တံပချုပ်တွေကရေကျုံနဲ့မိုးရေကိုကြောက်ကြတယ်ဒါကြောင့်မိုးကြီးတဲ့အချိန်ဆိုတံပချုပ်တွေအများပြားသေဆုံးရနေရှိပါတယ်တဲ့သူတို့ရဲ့ခန္ဓာကိုယ်ကိုခြုံထက်တဲ့စူးချွန်နေနဲ့ဖုံးအုပ်ထားတာကအန္တရာယ်ကနေကာကွယ်ဖို့တဘာဝပေးလိုက်တဲ့လက်ဆောင်ဖြစ်မယ်သူတို့ကရင်းကြီးရေမော်တွေကိုအဓိကစားပြီးတော့သူတို့ကိုပြန်စားတာကတော့ငါကျင်ငါကနန်းနဲ့လူတွေပေါ့တံမချုပ်တွေမှာမျက်လုံးတွေမရှိပါဘူးဒါပေမဲ့သူတို့ရဲ့ထိတွေ့မှုအာရုံနဲ့အလင်းရောင်နဲ့ဓာတုပစ္စည်းတွေကိုခန်းစားသိရှိနိုင်ကြပါတယ်သူတို့ကိုယ်တည်းရဲ့အောက်ဘက်အလယ်တက်မှာပါဇက်ပါရှိပါတယ်သွား9ချောင်းပါရှိပြီးတော့သွားတစ်ချောင်းအတွက်မေးရိုးတစ်ခုစီပါတာမို့လို့သွားတစ်ချောင်းချင်းစီကလွတ်လွတ်လပ်လပ်လှုပ်ရှားစားတောက်နိုင်ကြပါတယ်သူတို့ဟာအလင်းရောင်မကြိုက်တဲ့ညာသမားလေးတွေပါညမှောင်မှအစာရှာထွက်လေရှိကြပြီးတော့သူတို့စူးတွေစူးမိရင်အသားတွေစူးတွေမြုပ်ကြံခဲ့ပြီးစက္ကန့်ပိုင်းအတွင်းအစိတ်တက်ရောင်ကိုင်းလာပြီးနာလာတတ်ပါတယ်တံပချုပ်စူးတွေကြောင့်စိတ်ညစ်ရတဲ့ငါတချို့ရှိပါတယ်သူတို့ကတံပချုပ်ကိုစိတ်တူပေမဲ့ဘာမှပြန်မလုပ်နိုင်ဘူးလေဒါပေမဲ့တံပချုပ်သမားတွေလာတဲ့အခါတံပချုပ်တွေရှိတဲ့နေရာကိုလိုက်ပြတက်ပြီးအဲ့ဒီနီးနဲ့ဂလန်စားချီတက်ကြတယ်တဲ့အစားလို့ရတဲ့တံပချုပ်တွေကကျန်းမာရေးအတွက်ကောင်းပြီးအားဖြစ်စေတယ်ဆိုလို့အဖိုးတန်အစားအစာဖြစ်နိုင်ငံတော်တော်များများလူတွေကဖမ်းစားကြရောင်းကြပါတယ်တံမချုပ်တွေကသူတို့နားကိုဖမ်းမဲ့လူအမျိုးသားတွေချင်းကပ်လာရင်စူးတွေထောင်ပြီးတိုက်ခိုက်လိမ့်ရှိတယ်အမျိုးသမီးတွေဆိုရင်တော့လှုပ်ရှားမှုမရှိပဲငြိမ်နေတတ်ကြပါတယ်တဲ့ဒါကြောင့်စလုံးလူမျိုးတွေတံမချုပ်ဖမ်းပြီဆိုအမျိုးသမီးများသာရှာဖွေဖမ်းဆီးကြရတယ်လို့ကြားဘူးပါတယ်ရေအောက်မှာမျိုးပွားနှုံးမြန်တဲ့တံမချုပ်အများကြီးကိုလှလှပပလေးတွေ့ရမှာပါဒါပေမဲ့ရေမော်ပင်တွေသာမကရေအောက်ဂေဟာစနစ်ကိုပျက်စီးစေလို့ပင်လယ်ရေအောက်စွန်ပြီလို့တချို့တွေကလည်းသတ်မှတ်ကြပါတယ်တနက်ကြောက်တန်းတွေကိုထိခိုက်နိုင်စေပြီးတော့နေရောင်ကြီးကိုပိတ်ဆို့ထားတဲ့ပင်လယ်ရေညှိတွေကိုတံမချုပ်တွေကစားပစ်ပြီးလို့တနက်ကြောက်တန်းတွေအတွက်အထောက်အကူဖြစ်စေရလို့လည်းသိရပါတယ်ဒါပေမဲ့လည်းဥရင်ဥပေါင်း1000လောက်ထိဥချလေးရှိရမို့တံမချုပ်စားတသက်ဝါတွေမရှိတဲ့ဘက်တွေမှာတံမချုပ်တွေမျိုးပွားနှုံများလုံးလာရင်တနက်ကြောက်တန်းကြီးတွေကြီးထွားရှင်သန်ဖို့အတွက်ကောင်းကျိုးပေးပံ့ပိုးတဲ့ရင်းညှိတွေကိုပါအကုန်စားပစ်လိုက်နိုင်တာကြောင့်တတိထားသင့်ပါတယ်ဒါကြောင့်ဟန်ချက်ညီဖို့တော့လိုတာပေါ့ကဲတမတိတရဲ့တံမချုပ်အကြောင်းကတော့ဒီလောက်ပါပဲ
နောက်ထပ်သင်မသိသေးတဲ့သူတို့အကြောင်းကိုစိတ်ဝင်စားပြီးတော့နောက်ထပ်တငယ်ချင်းလေးတွေအကြောင်းထပ်ပြီးသိချင်သေးရဆိုလို့ရှိရင် Avocado Story Recipe Facebook Page, Avo Story Magazine YouTube နဲ့ထောပတ်တီးပုံမြင် Magazine TikTok တို့ကို Like, Follow, Subscribe လုပ်ထားလိုက်တော့နော် Avocado